那个这道寄来的，这道分寄来的看着，这道嘛把对来说，半洋切ကိုပြောထားတာပေါ့နော်သူဘယ်လိုပြောလဲဆိုတော့မင်းသားပိုင်တခွန်ရဲ့မင်္ဂလာဆောင်ဝတ်ဆင်လာတဲ့အဝတ်နဲ့ပတ်သက်ပြီးတော့ပွဲရှာနေကြတာကိုယ့်ဘက်ကိုကြော်ကြားခြင်းနဲ့ဆိုလို့ရှိရင်ကိုယ့် idea နဲ့ကိုတင်ဆက်လို့ရတယ်ကိုယ့်ရဲ့ idea လေးတွေကိုဘယ်လို create ပြီးတော့လုပ်ရမလဲပေါ့နော်ကိုယ့်ဘက်ကိုစဉ်းစားပြီးတော့ပတ်အောင်လုပ်ပေါ့နော်သူများတကားရဲ့ပွဲမှာဘသူဘာဝတ်တယ်ဘသူကဘာဝတ်လာလဲဆိုတဲ့ဟာကိုပြောပြီးတော့တက်ကြီးပွဲရှာတာကြတော့ကိုယ့်ဘာကိုလှုပ်ရှင်ကိုယ့်ဘာကိုမင်္ဂလာဆောင်လိုက်လေဘာလို့သူများတွေကိုလိုက်ပြောနေရလဲအဲ့ဒါပြောချင်တာသိလားတခုခုဆိုလို့ရှိရင်တခုဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒါကိုအကြောင်းတည်ပြီးတော့ဥတီချက်ထားပြီးတော့သူတို့ attention ယူပြီးတော့ပွဲတွေရှာကြတာအရင်ပဲသိပြီးကြည့်လို့မရဘူးနော်ပွဲရှာတဲ့သူတွေကိုပြောချင်တာကျမတော့ပွဲရှာတာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဘဟုတ္တလေးတွေတခြား creation လေးတွေကြည့်ဘာများရှိမလဲဆိုပြီးတော့ကြည့်တာပေါ့နော်ဒါပေမဲ့ပွဲရှာတာတွေပဲတက်လာအဆင်ပြေမနေနော်အဲ့ဒါပြောတာ